ဗန်ကိုပွဲသိမ်းမှုရည်ရွယ်ထားတဲ့ဖန်စီကကပတ်ကိုဂျပန်ပြန်တည်သွားမယ်လို့ကြွေးကြော်လိုက်တဲ့တက်ဆူရိုတိုင်ရာပရိသတ်များလုံးမင်္ဂလာပါခင်ဗျာ Ekis Martial Sport ကနေတင်ဆက်နေပါတယ်ကိုခံပညာအားကစားလောကမှာပြိုင်ဘက်ကိုဘယ်လိုဆုံးတက်မယ်ဆိုတာကြိုတင်ကြွေးကြော်ရေးတာကကိုယုံကြည်မှုအပြည့်အဝရှီလွန်းလို့ဖြစ်တယ်လို့တပတ်မှလည်းပြိုင်ဘက်ရဲ့စိတ်ပိုင်းဆိုင်ရာကိုကြိုတင်ဖိအားပေးလိုက်တဲ့စိတ်သက်စစ်စင်ရေးတစ်မျိုးလည်းဖြစ်ပါတယ်လာမယ့်ဧပြီလ10ရက်နေ့မှာမြန်မာပြည်ပွား American Fighter ဂျိုရှိုဘန်နဲ့ထိတိုက်တွေ့ဆုံမယ်ဂျပန် UFC ကျေပွင့်တက်ဆူရိုတိုင်ရာရဲ့အင်တာဗျူးစကားတွေကဒီပွဲစဉ်အတွက်စတက်ရှင်ကိုမြင်ဆုံးစီကိုဆွဲတင်လိုက်ပြီလည်းဖြစ်ပါတယ်ကျွန်တော်ကမြေပြင်တိုက်ခွက်မှာယုံကြည်မှုပြည့်ရှိပါတယ်ချုပ်ကွက်ကပိုအားတာပါတယ်ဆိုတော့တိုင်ရာကပြောပါတယ်ဒီစကားဟာသူ့ရဲ့အဓိကလက်နက်ကိုပုံပွင့်လင်းလင်းထုတ်ပြလိုက်တာပါဒီဘက်ကကနွေမြောက်မြေပြင်လုံးထွေးတပ်ပုတ်သူ Grappler နဲ့မတ်တရက်ထိုးချိတ်သမား Striker တို့ရဲ့အားပြိုင်မှုဖြစ်ပါတယ်တိုင်ရာက UFC ကိုရောက်ကြတဲ့ကသူ့ရဲ့ပြိုင်ဘက်ခင်နောက်ကျောယူချုပ်ကွက် Rear Naked ချုပ်တီမြေပြင်ချုပ်ထိန်နိုင်စွမ်းနေနဲ့ပွဲသိမ်းခဲ့တာကြီးပါပဲသူကချုပ်ကွက်နဲ့အဆုံးတက်မယ်လို့ကြိုပြောတာက Van ကိုမင်းအောက်ဆင်းရဖို့ပြင်ထားဆိုပြီးသတိပေးလိုက်တာပါVan အနေနဲ့မတ်တရက်ကစားချိန် stand up မှာတောင်မှတန်ရာပဲချိန်ခြေတော့ကိုဝင်လုံးမလဲဆိုတဲ့စိုးရိမ်စိတ်ဝင်နေအောင်လို့တမင်ဖိအားပေးလိုက်တဲ့နီးဗျူဟာဖြစ်ပါတယ်ဘယ်ပုံစံဖြစ်လာမလဲဆိုတာကတော့မသိနိုင်ပါဘူးသူ့ကိုပွဲသိမ်းမှုပဲဥတီကစားသွားမှာပါလို့လည်းတန်ရာကပြောပါတယ်မြေပြင်တိုက်ခွက်ကစားမှာ Grappler ကောင်းတယောက်ဟာချုပ်ကွက်တစ်ခုတည်းကိုအတင်းဇွတ်လုပ်ယူလည်းမရှိပါဘူး။ပြန်မဲ့လှူရှားမှုပေါ်မှာမူတည်ပြီးတော့ရေစီးချောင်းလိုစီးမျောသွားတတ်ပါတယ်။လေပင်ချုပ်ကွက်မရရင်လက်မောင်းချိုးကွက် Amber ဒါမှမရရင်တွိကန်ချုပ်ကွက် Triangle ချုပ်စသဖြင့်လိုလျောက်ပြောင်းလဲသွားမှာကိုဘယ်ပုံစံနဲ့အဆုံးသတ်မလဲမသိနိုင်ဘူးလို့ရည်ညွှန်းလိုက်တာဖြစ်ပါတယ်။ပွဲကြီးပြီးအမှတ်နဲ့ထိန်းကစားပြီးတော့နိုင်မှုထက်ပွဲမပြီးခင်အလဲသိပ်ဖို့ရည်ရွယ်ထားတာကပရိသတ်တွေကိုကြိုက်တွေးစေမယ့်စိတ်ဓာတ်ဖြစ်ပါတယ်။တန်ရာဘက်ကဘလောက်ပဲယုံကြည်မှုရှိလက်တွေ့မြေပြင်အမှန်တရားမှာတော့ဗန်ကအလွယ်တကူစားလို့ရမယ့်သားကောင်လုံးဝမဟုတ်ပါဘူး။ဒါကိုတန်ရာရဲ့နီးပြအဖွဲ့ကလည်းကောင်းကောင်းသိမှာပါ။ဘန်ရဲ့ Vauxin အထူးသဖြင့်ခနာကိုထိုးနှက်တဲ့ body shot လက်တီတွဲလုံးတွေက flyweight တန်းမှာအကောင်းဆုံးစီးရင်ဝင်တာဖြစ်ပါတယ်။မတရအနေထားမှာကြာနေရင်တန်ရာအတွက်အိမ်မက်ဆိုးဖြစ်သွားနိုင်ပါတယ်။တန်ရာပြောလိုမျိုးချုပ်ကွက်တဲ့အဆုံးတန်နိုင်ဖို့ဆိုရင်အရင်ဆုံးဗန်ကိုအောက်ရောက်အောင်လို့လုံးချရမှာဖြစ်ပါတယ်။တကယ်လို့ Van ရဲ့ takedown defense ကကောင်းမွန်နေပြီးတော့တန်ရာရဲ့ဝင်လုံးမှုတိုင်းကိုကာကွယ်နိုင်ခဲ့မယ်ဆိုရင်တော့ချုပ်ကွက်နဲ့အဆုံးသတ်မယ်ဆိုတဲ့တန်ရာရဲ့ကြွေးကြော်သံကကွင်းထဲမှာပျောက်ကွယ်သွားနိုင်ခြေများပါတယ်။ဒါကြောင့်ဒီပွဲရဲ့အဆုံးဖြတ်ဟာတန်ရာအောက်ကိုခေါ်ချနိုင်မလား။ Van ကမတည့်ရအနေထားမှာပဲဆက်လက်ထိန်းသိမ်းထားနိုင်မလားဆိုတဲ့အပေါ်မှာရာခိုင်နှုန်းပြည့်အမှုတည်နေတာဖြစ်ပါတယ်။ UFC ချန်ပီယံကပတ်ရဖို့ဂျပန်ပရိသတ်ရဲ့ကြီးမားတဲ့အိမ်မက်ဖြစ်ပါတယ်။ဒီကပတ်ကိုဂျပန်နိုင်ငံကိုယူသွားပေးမှာပါဆိုပြီးတော့လေတန်ရာကကြွေးကြော်ထားပါတယ်။ဂျပန်နိုင်ငံက Pride FC လို့တမိုင်းဝင်ကိုခံပညာပြိုင်ပွဲကြီးတွေကိုမွေးဖွားပေးခဲ့တဲ့နိုင်ငံဖြစ်ပေမယ့်ကမ္ဘာကြီးဆုံး UFC ရဲ့မြို့သားချန်ပီယံကပတ်ကိုတော့လက်ရှိချိန်ထိမပိုင်ဆိုင်ရသေးပါဘူး။ Horiguchi, Okami တို့လိုထိပ်တန်းကစားသမားတွေချန်ပီယံတွေဝဲထိရောက်ခဲ့ကြတာဖြစ်ပေမယ့်နောက်ဆုံးတကားဝမှာလွဲချော်ခဲ့ကြတာပါ။ဒီလိုကြီးမားလာတဲ့တမိုင်းတာဝန်ကြီးကိုတန်ရာကတက်ကြွစွာပခုံးပြောင်းယူလိုက်တာပါ။ဒါကသူ့အတွက်ရန်ကိုကြီးမားတဲ့ဖိအားဖြစ်စေနိုင်တယ်လို့တစ်ဖက်မှာလည်းအဆုံးစွန်သောခွန်အားလည်းဖြစ်လာနိုင်စေပါသည်။ဒါပေမဲ့ Van ကိုကြော်ပြတ်နိုင်မှအဲ့ဒီချန်ပီယံအိမ်မက်ကလက်တွေ့အကောင့်တွေပေါ်မှာဖြစ်လို့ချုပ်ပြီးတော့ပြောရရင်တော့တက်စရိုတိုင်ရာရဲ့စကားတွေကဂျပန်ဆမ်မူရိုင်းတယောက်ရဲ့တည်ငြိမ်မှုမိမိကိုယ်ကိုယုံကြည်မှုနဲ့ရည်မှန်းချက်ကြီးမားမှုတွေကိုအပြည့်အဝထင်ဟပ်နေစေတာပါ။အေဗီလာစနေရက်နေ့တိုက်ပွဲဟာတန်ရာရဲ့စိတ်ကူးတွေကအတိုင်းပဲချုပ်ကွက်နေပဲဆုံးသက်သွားမလားဒါမှမဟုတ် Van ရဲ့ပြင်းထန်တဲ့လက်သီးတွေအောက်မှာပဲဂျပန်ပရိသတ်ရဲ့အိမ်မက်တွေရက်တန့်သွားမလားဆိုတာကတော့ MMA ပရိသတ်တွေအတွက်အသက်ရှူမလောက်เสียစောင့်ကြည့်ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်လာမှာအသေးချပါညီကိုတို့ကရောတန်ရာရဲ့စကားတွေပုံမှာဘယ်လိုမြင်ကြလဲခင်ဗျပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာစုံဒီလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ